မင်္ဂလာပါမိတ်ဆွေတို့ကျွန်တော်တို့ရဲ့ Telegram YouTube Viber Free Channel တွေကနေနှွေးထွေးစွာကြိုဆိုလိုက်ပါဆိုတော့ကျွန်တော်တို့ဒီကြာသပတေးနေ့ကတော့ကျွန်တော်တို့ပေါ့ပလေးပေါ့နော်ကျွန်တော်တို့ကြာသပတေးနေ့ကဏ္ဍတွေကိုအခြေခံပြီးတော့တောက်ကြနေ့တရက်စာပေါက်ပေးကဏ္ဍလေးတွေကိုထုတ်ပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီနေ့ကြာသပတေးထွက်ကဏ္ဍတွေကိုအခြေခံပြီးတော့မနက်ဖြန်တောက်ကြနေ့အတွက်ကြိုတင်သတင်းကောင်းလေးနဲ့ကျွန်တော်မိတ်ဆွေတွေကိုဗီဒီယိုဖိုင်လေးလုပ်ပြီးတော့ဝေမျှပေးပါမယ်။တောက်ကြနေတရက်စာအတွက်ကျွန်တော်တို့ကြိုးစားပြီးထုတ်ပေးမယ်။ဒါလေးတွေသတင်းကောင်းပါရင်ပေါ့နော်။အဲ့တော့ဒီကျွန်တော်တို့ခွားစုံပေါင်းခြင်းလေးတွေခွားစုံပေါင်းခြင်းလေးတွေလုံးပိုင်လေးတွေထိတ်လေးတွေပေါ့နော်။ဒါကြောင့်မို့ကြာသပတေးနေ့ကဏ္ဍတွေကိုအခြေခံပြီးတော့ကျွန်တော်တို့၃ခွက်အကောင်းဆုံး၃ခွက်နဲ့အရန်ခွက်လေးတွေပေါ့နော်။ပေါက်ပေးလဲထုတ်ပေးမယ်။ဖရီးလဲတင်ပေးမယ်။ဆိုတော့ကျွန်တော်မိတ်ဆွေတွေတောက်ကြနေရတော့ကျွန်တော်တို့နောက်ဆုံးပိတ်အိတ်နဲ့လွယ်တကြမ်းမတိုင်တောက်ကြနေတရက်ထဲနဲ့ကျွန်တော်တို့အထူးစူးစမ်းပြီးတော့ငွေရှာကြမယ်เนาะအဲ့တော့ဒီကြာသပတေးနေ့ကဏ္ဍတွေကိုခြေခံပြီးတော့ကျွန်တော်တို့တောက်ကြနေတရက်မှာငွေရှာကြမယ်เนาะအဲ့တော့ခွားစုံလေးတွေပေါင်းမယ်ဒီနေ့ကြာသပတေးမနေ့ညကဏ္ဍထွက်ပြီးရင်ကျွန်တော်ဗီဒီယိုဖိုင်လေးလိုင်းရရင်တင်မယ်ပေါ့เนาะအခုပြီးတော့ဆရာအောင်ရဲ့မင်္ဂလာဆောင်လည်းရှိတယ်တောက်ကြနေပါပေါ့เนาะအဲ့တော့ကျွန်တော်တို့မအားလက်တဲ့ဂျားတွေကနေမင်္ဂလာဆောင်ဂျားတွေကနေပြီးတော့တက်နိုင်ဆုံးကျွန်တော်တို့ Wi-Fi ရရင်အနည်းမှာဆိုတော့ Wi-Fi ရရင် Wi-Fi ကနေပြီးတော့ကျွန်တော်တက်နိုင်ဆုံးကြားလာတောက်ကြနေတရက်စာကဏ္ဍတွေကိုမနေ့ညကဏ္ဍတွေကိုကျွန်တော်ကြိုးစားပြီးတော့ပို့ပေးမယ်အဲတော့ဒီနေ့ညခင်းလောက်ဆိုရင်ကျွန်တော်တို့ဒီနေ့ကြာသပတေးနေ့ညလောက်ဆိုရင်ကျွန်တော်တက်နိုင်ဆုံးကျွန်တော် line တက်ခဲ့မယ်နော် line တက်ပြီးတော့ကျွန်တော်တင်ပေးထားမယ်နော်တင်ပေးထားမယ်ကျွန်တော်တို့ဒီကြာသပတေးနေ့ကဏ္ဍတွေကိုခြေခံပြီးတော့ဒီနေ့ကြာသပတေးနေ့ညမှာကျွန်တော်တက်နိုင်သုံး line ရတဲ့နေရာကနေတင်ပေးထားမယ်ပြီးရင်ပေါက်ပေးကဏ္ဍတွေကိုလည်းပဲကျွန်တော်တို့ဒီရိုးမဆေးရရင်ရိုးမဆေးရနေကျွန်တော်ဖုန်းနှလုံးပေါ့နော် Oridu number ရော Mytel number ရောကျွန်တော်ချပေးထားမယ်ကြိုးစားပြီးတော့ပေါ့နော် Okay အားလုံးပဲတောက်ကြနေမှာကံကောင်းကြမှာ mix တချမ်းမတိုင်မီလဲဖြစ်တယ်ဆိုတော့ကြိုးစားကြမယ်တောက်ကြနေကြာသပတေးနေ့ညမှာကျွန်တော် live မှာပြန်တက်ခဲ့မယ်အားလုံးပဲဘိုင်ပါခင်ဗျ